အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာအပြည့်ကြောက်လေးကြော်စိုက်ပစ်တာနဲ့ကြော်နီးလေးကိုမြန်ပြလိုက်ပါရဲ့ရှင်အရင်ဆုံးအပြည့်ကြောက်လေးတွေကိုခေါင်းရဲ့အမိရဲ့အလဲအဆူတောင်ရဲ့ဖြတ်ပြီးတော့ရေစိမ်ပေးထားလိုက်ပါမယ်ရှင်လမ်းတော့အပြည့်ကြောက်30သားသုံးထားပါရဲ့ရှင်အားလုံးညှပ်ပြီးသွားပြီဆိုရင်10မိနစ်လောက်ရေစိမ်ပေးထားလိုက်ပါမယ်ရှင်ရေစိမ်ထားတာ10မိနစ်လောက်ရှိပြီဆိုရင်အပြည့်ကြောက်လေးတွေကိုရေပြန်ဆေးထားလိုက်ပါမယ်ရှင်ပြီးရင်အပြည့်ကြောက်လေးတွေကိုအနေတော်ရွယ်စားလေးတွေညှက်ထားပြလိုက်ပါမယ်ရှင်ပြီးရင်ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုလှီထားပြလိုက်ပါမယ်ရှင်အိုးထဲကိုကြက်သွန်ကြော်ဖို့အတွက်လှီထည့်လိုက်ပါမယ်ရှင်စီပူလိုက်ဆိုရင်စနွှဲမုံနှဲငယ်နဲ့လှီထားတဲ့ကြက်သွန်နီတို့ထည့်ပြီးမှုတ်ပြလိုက်ပါမယ်ရှင်ကြက်သွန်နီလေးနွမ်းလာပြီဆိုရင်လှီထားတဲ့ကြက်သွန်ဖြူလေးထည့်ကြော်ပေးလိုက်ပါမယ်ရှင်ကြက်သွန်လေးတွေရွှေဝါအောင်တန်းလာပြီဆိုရင်အိုးထဲကထည့်ထားလိုက်ပါမယ်ရှင်ကြက်သွန်ကြော်ထားတဲ့စီထဲကိုအပြည့်ကြောက်လေးတွေထည့်ကြော်လိုက်ပါမယ်ရှင်လမ်းတော့ကျွတ်ကျွတ်လေးစားခြင်းလို့အပြည့်ကြောက်လေးတွေကိုစီမြမြနဲ့ကြော်လိုက်ပါရဲ့ရှင်ကြော်နေတဲ့အချိန်မှာလည်းအကြက်ကြီးစေးဖို့အထောက်အမွေပေးဖို့လိုအပ်ပါရဲ့ရှင်အပြည့်ကြောက်လေးကျွတ်လိုက်ဆိုရင်ကြော်ထားတဲ့စီလေးတွေကိုပကံတစ်လုံးတည်းခတ်ထားပြလိုက်ပါမယ်ရှင်ပြီးရင်မီးနှိပ်ဆုံးထားပြီးအပြည့်ကြောက်လေးတွေကိုဘေးကတ်ထားပြလိုက်ပါမယ်ရှင်ပြီးရင်အလဲမှာငှက်သီးခွဲချက်နဲ့ကြက်သားမုန့်တို့ထည့်လိုက်ပြီးအလုံးသမသွားအောင်မှုတ်ပေးလိုက်ပါမယ်ရှင်ပြီးရင်ခုနကြော်ထားတဲ့ကြက်သွန်ကြော်လေးထည့်လိုက်ပါမယ်ရှင်အားလုံးနဲ့ဆက်အောင်မှွေပြီးသွားပြီဆိုရင်ကျွတ်ကျွတ်လေးနဲ့ရမ်းအောင်စားကောင်းတဲ့အပြည့်ကြောက်ဆက်ကြော်လေးရတော့ပါရဲ့ရှင်ဒီအပြည့်ကြောက်ကြော်လေးဟာဆိုရင်အရှင်ရင်တို့ပဲဟင်းတို့နဲ့ရမ်းအောင်လိုက်ဖက်ပါရဲ့ရှင်လမ်းဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်